ဆိုလိုတာကကြတော့ historical data တွေကိုကြည့်ပြီးတော့ခါကြနော်ပြီးခဲ့တဲ့လရဲ့ရောင်အားပြီးခဲ့တဲ့နှစ်ရဲ့ရောင်အားဒီလိုမျိုးတွေကိုခြေလို့သုံးပြီးတော့အခါကြလို့ရှိရင် analysis လုပ်တာမျိုးကိုဆိုလိုတာဖြစ်တယ်အဲ့တော့ဒီမှာ AI ကိုသုံးပြီးတော့ခါကြလို့ရှိရင်ဘာတွေလုပ်လို့ရသလဲဟဲ့ဒီdescriptive လို့ပြောလိုက်တဲ့အတွက် past data တွေအပေါ်ကနေပြီးတော့ခါကြရင်ခြေလို့အစီအစဉ်ခံစားတွေထုတ်လို့ရတယ်အဲ့တော့ဘယ်လိုမျိုးထုတ်ခိုင်းမလဲရောင်အားကောင်းတဲ့ data တွေကိုဖော်ပြပေးပါเนาะအဲ့တော့ခြေလို့ data set ကိုထည့်လိုက်မယ်ထည့်လိုက်ပြီးလို့ရှိရင်ရောင်အားเนาะရောင်အားကောင်းတဲ့ data တွေကိုဖော်ပြပေးပါဒီလိုမျိုးလေးတွေခြေလို့ဆွဲထုတ်ခိုင်းလိုက်မယ်เนาะဒီအတွက်ကြောင့် descriptive analytics မှာလည်းခြေလို့ AI ကိုသုံးလို့ရတယ်နံပါတ်1က diagnosis ဘာကြောင့်ဖြစ်တယ်လဲဆိုတော့သူကအကြောင်းရင်းတွေကိုရှာပါအဲ့ဒီခါကြလို့ရှိရင်ကျတို့က root cause analysis ကိုခေါ်တယ်เนาะအကြောင်းရင်းခံဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အချက်လက်တွေကိုရှာဖို့ရအတွက်ဆိုရှင်လည်း machine learning model တွေကိုသုံးမယ်ရောင်းအားကျဆင်းရခြင်းဒီဘာကြောင့်လဲ AI ကိုကျတို့ရှာခိုင်းမယ်ဒီလိုမျိုးလေးတွေကိုကျတို့ဆိုလိုတာဖြစ်တယ်เนาะရောင်းအားကျတယ်ဆိုရှင်ဘာကြောင့်ရောင်းအားကျတယ်လဲဆိုတာမျိုးလေးတွေကိုကျတို့စမ်းစစ်မယ်အဲ့လိုစမ်းစစ်ဖို့ရအတွက်လည်း machine learning model တွေကိုကျတို့သုံးမယ်ဒီလိုမျိုးလေးပြောတာเนาะနောက်တစ်ခုကတော့ predict เนาะရှေ့အနာဂတ်အတွက်ကျတို့ခံမှန်းမယ်ရောင်းအားနောက်နှစ်အတွက်ရောင်းအားကိုခံမှန်းမယ်နောက်နှစ်အတွက်ကျတို့အမျက်တွေကိုခံမှန်းမယ်အဲ့ဒီခါကျလို့ရှိရင်တော့ကျတို့ဒီလိုခံမှန်းချက်တွေအတွက်ကြရင် regression model တွေကိုသုံးမယ်เนาะ time series focusing တွေကိုကျတို့သုံးမယ်အဲ့ဒီနေရာမှာလည်းကျတို့က AI ကိုသုံးမယ်အဲ့တော့နောက်လာမဲ့3လအတွင်းကုန်ပစ္စည်းတွေရဲ့လိုအပ်ချက်နောက်လာမဲ့3လအတွင်းကုန်ပစ္စည်းတွေရဲ့ရောင်းအားဒီလိုခံမှန်းချက်တွေထုတ်ပေးပါဆိုပြီးတော့ခါကြရင် AI ကိုကျတော့ prompt ရေးလိုက်ပြီးတော့ခါကြတော့သူ့စီက data တွေကိုဆွဲထုတ်လိုက်အဲ့တော့ကျတို့ဒီနော် AI ကိုကျတော့100%သွားပြီးတော့ပုံတာတဲ့နော် AI ကိုကျတို့ကကိုယ့်ရဲ့ assistant အနေနဲ့အလုပ်တွေကိုကျတော့ခိုင်းမယ်ပြီးရင် AI စီကရလာတဲ့ result တွေကိုကိုက senior တယောက်အနေနဲ့ expert တယောက်အနေနဲ့ကျတော့ပြန်ပြီးတော့စစ်ဆေးမှာပဲဖြစ်တယ်နော်ဒီလိုမျိုးလေးကျတော့သုံးသွားမယ်အဲ့တော့ကျတော့ငယ်တုန်းကနော်ခမလဲအလီချက်ခဲ့ရသလိုပဲ data analytic သမားအတယောက်အတွက်တော့လိုအပ်တဲ့ quality လိုအပ်တဲ့အရည်ချင်းတွေရှိအောင်တော့ကျတော့ပြင်ဆင်ရအောင်ပါဖြစ်တယ်ပြီးတဲ့ခါကျတော့မှကိုယ့်ရဲ့လုပ်ငန်းတွေကိုပုံမလွယ်ကူအောင်နော်ကျတော့အလီရသွားပြီနောက်ပိုင်းမှာကျရင်အလီကိုပဲထိုင်ဆိုနေတော့မှမဟုတ်ဘူးနော်အဲ့တော့ခါကျရင် calculator သုံးမယ်ဒီလိုသဘောမျိုးပဲ data analytic သမားတယောက်တည်းကျတော့သိရမယ့်အချက်လက်တွေလုပ်ရမယ့်အလုပ်တွေကျွမ်းကျင်သွားပြီဆိုတဲ့အခါမှာကျတော့ AI ကိုသုံးပြီးတော့ခါကျ AI ကိုကိုယ့်ရဲ့ assistant တယောက်အနေနဲ့ထားမယ်ဒီလိုမျိုးကိုပြောတာเนาะအဲ့တော့ကျတော့အလီချက်တဲ့အချိန်တုန်းကလည်းအလီချက်ခဲ့ရမယ် calculator သုံးတဲ့ခါကျလည်းပို့ပြီးတော့မြန်ဆန်တယ်ဒါကိုကျတော့သိခဲ့ပြီးသားဖြစ်တယ်ထို့အတူပဲကျတော့က data analytic သမားတယောက်အနေနဲ့ကိုသိရမယ့်အရည်ချင်းတွေကိုကိုကသိအောင်လုပ်မယ်ပြီးတော့ခါကျလို့ရှိရင် AI ကိုသုံးပြီးတော့ခါကျရင်ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ချက်เนาะ performance ကိုကျတော့ပို့ပြီးတော့ကောင်းအောင်ဆောင်ရွက်သွားမှာပဲဖြစ်တယ်ပေါ့เนาะဒီလိုမျိုးကိုဆိုလိုတာနောက်တစ်ခုကတော့ prescriptive ပေါ့ prescriptive ဆိုတာကျတော့အကြံပြုချက်တွေ action plan တွေเนาะကျတော့ခေါ်မလဲ working plan တွေဒါမျိုးတွေအတွက်ကိုလည်းကျတော့ AI ကိုသုံးလို့ရတယ်တနည်းအားဖြင့်ဆိုလို့ရှိရင်ကျတော့ optimization good result တွေကျတော့ရအောင်ကျတော့ဆောင်ရွက်မယ်เนาะဒီလိုမျိုးကိုပြောတာအဲ့ခါကျရင်ကျတော့ဒီเนาะဈေးနှုန်းတွေသတ်မှတ်တာနော်အခြားသောဆောင်ရွက်ချက်တွေအကုန်လုံးကိုကျတော့ AI ကိုသုံးပြီးတော့ကျတော့ခိုင်းမယ် AI စီကရလာတဲ့ result တွေကိုကျတော့က expert တယောက်အနေနဲ့ senior တယောက်အနေနဲ့ကျတော့သုံးပြီးတော့ခါကြလို့ရှိရင်နော်ပို့ပြီးတော့ကောင်းအောင်ဆောင်ရွက်သွားမယ်သူ့ရဲ့ result တွေကိုလည်းကျတော့ check လုပ်မယ်နော်ဒီလိုမျိုးပြောတာနော်နောက်တစ်ခုကတော့ cognitive analytic cognitive analytic ကလည်းကျတော့က AI data analytic ပဲဖြစ်တယ်သူ့မှာကြလို့ရှင်တော့ကျတော့ဒီ AI ခန်းကဏ္ဍအနေနဲ့ deep learning တို့เนาะ neural network တွေကိုကျတော့သုံးတာဖြစ်တယ်ပေါ့เนาะအဲ့ခါကြရင်ကျတော့ဒီ customer နဲ့အပြန်အလှန်เนาะ conversation လုပ်တာတွေ customer ရဲ့မေးသမျှတွေကိုပြန်ပြီးတော့ဖြေပေးတာတွေဒီလိုအရာတွေအကုန်လုံးကို AI ကိုသုံးပြီးတော့ခါကြတော့ကျတော့ဖြေထားလိုက်တော့ဥပမာအနေနဲ့ဆိုကျတော့ Facebook မှာဆိုရှင်ဟာကိုယ့်အကောင့်မှာဈေးကိုကเนาะဈေး online store လေးလုပ်နေတယ်အဲ့ခါကြလို့ရှင်ကိုယ့်ရဲ့အကောင့်မှာကိုယ့်ရဲ့ messenger မှာလာပြီးတော့ဟလာ customer ကမေးတယ်မြန်းတယ်ဆိုရှင်အဲ့ဒီအချက်လက်တွေကိုကျတော့ဘာလုပ်လိုက်တော့မှလဲဒီ auto ဖြည့်ပေးမယ်เนาะ auto reply လုပ်တယ်ဒါတွေဟာလည်းပဲကျတော့ AI ရဲ့အခြေခံလေးတွေပဲပေါ့เนาะဒီလိုမျိုးလေးတွေကိုကျတော့သုံးလို့ရတယ်ဆိုတာကိုပြောချင်တာဖြစ်တယ်အဲ့တော့ AI ကိုအသုံးပြုတဲ့အခါမှာထည့်သွင်းစဉ်းစားရမှာကကိုယ့်ရဲ့ data
နော်ကိုယ့်ရဲ့ data ရဲ့ quality ဒီကျဲတို့အရန်ကိုအရေးကြီးပါတယ်ဆိုတာလေးကိုပြောချင်တာဖြစ်တယ်ဒါအပြင်ကျဲတို့က AI ရဲ့ရလဒ်တွေကိုကျဲတို့ကလူသားတွေကပြန်ပြီးတော့စစ်ဆေးဖို့လိုတယ် senior တယောက်အနေနဲ့ပြန်ပြီးတော့စစ်ဆေးဖို့ check လုပ်ဖို့လိုတယ်ဒါအပြင်ကျဲတို့က AI ကိုသုံးမယ်ဆိုလို့ရှိရင် AI အတွက် cost တွေဘယ်လိုရှိနေသေးသလဲဒါတွေကိုလည်းကျဲတို့ထည့်သွင်းစဉ်းစားရမှာဖြစ်တဲ့အပြင် AI ကိုထိရောက်စွာသုံးဖို့ရအတွက်เนาะ AI ကိုနားလည်တဲ့အရည်ချင်းတွေเนาะလူသားတွေရဲ့အရည်ချင်းတွေလည်းလိုအပ်တယ်ဆိုတာလေးကိုပြောချင်တာเนาะအဲ့တော့ဒီကျတို့က AI ပေါ်မှာကျတို့เนาะဟို100%ပုံတာမျိုးတော့မဟုတ်ဘဲနဲ့ AI ကိုသုံးပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့ဆောင်ရွက်ချက်တွေကိုယ့်ရဲ့ performance တွေကောင်းလာအောင်ဘယ်လိုဆက်လို့ဆောင်ရွက်မလဲဆိုတာမျိုးကိုပြောတာအဲ့တော့ကျတို့ကအခုဓာတ်ပုံတစ်ပုံထုတ်တယ်ဆိုရှင်အရင်တော့ကလို့เนาะဓာတ်ပုံကိုဟလာဒီတိုင်းကိုယ့်အနုကို color တွေခွဲအဲ့လိုမဟုတ်တော့ AI နဲ့ပုံထုတ်ခိုင်းလို့တော့ရနေပြီเนาะအဲ့လိုမျိုးပြကိုက text တွေရေးလိုက် AI ကိုပုံတွေထုတ်ခိုင်းလိုက်ကိုက text တွေရေးလိုက် AI ကို video တွေထုတ်ခိုင်းလိုက်ဒီလိုမျိုးတွေဖြစ်နေတာပြီဖြစ်တဲ့အတွက်ကြောင့် data analytic သမားတစ်ယောက်အနေနဲ့လည်း AI တွေကိုချေတို့ကျွမ်းကျင်ကျင်သုံးတတ်ဖို့လိုရဲဆိုတာမျိုးလေးကိုပြောချင်တာဖြစ်တယ်ပေါ့เนาะအဲ့တော့ချေရှိလာမဲ့သင်တန်းတွေအကုန်လုံးမှာเนาะဒီ Excel နဲ့ပဲဖြစ်ဖြစ်ဘာနဲ့ပဲဖြစ်ဖြစ် AI ကိုပါချက်ကတွဲပြီးတော့ခါကြပဲသင်တော့မှာပေါ့เนาะအဲ့ဒီခါကြရင်ကိုယ့်ရဲ့ဟလာအလီချက်တုံးကားလို့เนาะ data analytic သမားတယောက်မှရှိရမယ်အရေးချင်းတွေကတော့ကျတို့အကုန်အပြည့်ရှိရမယ်ပြီးတော့ခါကြမှာ AI ကိုကျတို့ calculator နှိပ်တယ်လို့ကျတို့ဆက်ပြီးတော့သုံးသွားမယ် AI ပေါ်မှာကျတို့100%ဆိုတာတဲ့เนาะလူသားတွေကနေပြီးတော့ခါကြကိုက senior တယောက်အနေနဲ့ကိုက expert တယောက်အနေနဲ့တော့ပြန်လဲစစ်ဆေးမှုတွေဆောင်ရွက်တင်တယ်ဆိုတာလေးကိုပြောချင်တာဖြစ်တယ်ပေါ့เนาะအခုထိကတော့ AI နဲ့ data analytic မှာကျတို့ intro ပဲဖြစ်သေးတယ်ပြီးရင်တော့ကျတို့ဟိုတစ်ခါတည်းစမ်းမယ်ပေါ့เนาะအဲ့တော့ကျတို့က sample လေးတွေနဲ့နောက်ပြီးတော့ prompt ရေးပြီးတော့ကျတို့စမ်းသွားမယ်စမ်းသွားတဲ့အခါမှာကိုက expert တယောက်ကိုယ့်ရဲ့ AI ကိုကိုက assistant တယောက်အနေနဲ့ကျတို့ခိုင်းမယ်ရလာတဲ့ result ကိုကိုက expert အနေနဲ့ပြန်ပြီးတော့ check လုပ်ဖို့တော့လိုတယ်ဒီလိုမျိုးကိုပြောချင်တာအဲ့တော့ AI ကိုသုံးမယ်ဆိုရှင်ဝယ်သုံးမလား free သုံးမလားဒါဟာသူ့အတွက်ကုန်ကြစရိတ်တွေပေါ့เนาะဒီလိုမျိုးကိုပြောချင်တာနောက်လူသားတွေရဲ့ရည်ချင်းလို့ပြောလိုက်တဲ့အခါမှာ AI ကိုကျွမ်းကျင်စွာသုံး